ဒီတစ်ခေါက်ပုံပြင်လေးရဲ့ခေါင်းစဉ်ကတော့မော်လဲသမားလေးပူပူနဲ့ရွှေဖယုံသီးကြီးဆိုတဲ့ပုံပြင်လေးပဲဖြစ်ပါတယ်။ဟိုးရှေတုံးကတောင်တန်းပြကြီးတွေရဲ့အောက်မှာရွှေရောင်လွင်မြင်လို့ခေါ်တဲ့ရွာကလေးတစ်ရွာရှိတယ်။အဲ့ဒီရွာမှာဘိုလို့ခေါ်တဲ့ကောင်လေးတစ်ယောက်ဟာသူ့ရဲ့အဘိုးအဖွားတွေနဲ့အတူနေထိုင်တာပေါ့။တနေ့မှာတော့ရွာမှာအစားအစာတွေအရန်ရှားပါသွားခဲ့တယ်။တနေ့မှာဘိုးဟာတောထဲကိုထင်းခွေသွားရင်ထူးဆန်းတဲ့အဖိုးအိုးသစ်ပင်ကြီးတစ်ပင်ကိုတွေ့လိုက်ရတယ်။အဲ့ဒါကတော့စကားပြောနိုင်တဲ့အဖိုးအိုးသစ်ပင်ကြီးပေါ့။အိုးကောင်လေးမင်းရဲ့စိတ်ထားကောင်းတာကိုမာသိတယ်။ရော့ဒီမျိုးစေ့လေးကိုယူသွားပါ။ဒါပေမဲ့မှတ်ထားပါဒီအပင်ကစိတ်ရှည်တဲ့သူမှသာအသီးသီးမှဖြစ်တယ်။အဖိုးအိုးသစ်ပင်ကြီးကဘိုးကိုတောက်ပညီရဲ့ခရမ်းရောင်မျိုးစေ့လေးတစ်စိပေးလိုက်တယ်။ဘိုးလည်းအိမ်ပြန်ရောက်တာနဲ့ခြံထဲမှာဂယုတစိုက်ပြူလိုက်တော့တာပေါ့။တပတ်ကြာတယ်။တလကြာတယ်။အပင်ကပေါက်မလာဘူး။ရွာကလူတွေကဘိုးကိုဝိုင်းရဲကြတယ်။မြေကြီးအလွတ်ကြီးကိုရေလောင်းနေတာအလကားပဲလို့ပြောကြတာပေါ့။ဒါပေမဲ့ဘိုးကတော့လက်မလျှော်ဘူး။စိတ်မပူပါနဲ့အဖိုးတို့ရဲ့ကျွန်တော်ဂယုတစိုက်ဆက်ပြီးရေလောင်းပါမယ်။အဖိုးအုပ်သပင်ကြီးလားစိတ်ရှည်ဘူးမှားထားတယ်လေ။အဲ့ဒီအချိန်မှာမှော်ကြီးကန်းတကောင်တန်လာပြီးဘိုးကိုလှောင်ပြောင်တယ်။ခက်ဘိုးမင်းကတော့အပင်ပန်းခံနေတာပဲ။အဲ့ဒီမျိုးစေ့ကကြောက်ခဲဖြစ်နေမှာပေါ့။အားနာစရာကြီးဒါပေမဲ့ဘိုးကတော့ပြုံးပြီးနေ့တိုင်းမီဩစာကျွေးပေါင်းတင်ပြီးအပင်လေးကိုစောင့်မျှော်နေခဲ့တယ်။တညမှာတော့ကောင်းကင်မှာလားပြည့်ညကြီးရောက်လာတယ်။ရုတ်တရက်ဆိုသလိုဘိုရဲ့ခြံထဲကနေရွှေရောင်အလင်းတန်းကြီးတွေထွက်လာပါလေရော။အပင်လေးဟာဝူးကနမြေကြီးတွေကထွက်လာပြီးမျက်စိရှိမှတင်ကြီးထွားလာလိုက်တာအိမ်တလုံးနီးပါးကြီးတဲ့ရွှေဖယုံသီးကြီးဖြစ်သွားပါတော့တယ်။ရွာသားတွေအားလုံးအံ့ဩတကြီးနဲ့ထွက်ကြည့်ကြတာပေါ့။ဘိုကအဲ့ဒီရွှေဖယုံသီးကြီးကိုခွဲလိုက်တဲ့အခါအထဲမှာအရသာရှိတဲ့အစားအစာတွေနဲ့ရွှေတင်ကားအချို့ထွက်လာခဲ့တယ်။ရွာသားတို့ရေလာကြပါကျွန်တော်တို့အားလုံးဒီဖယုံသီးကြီးကိုဝေးမြစားကြရအောင်ကျွန်တော်တို့မှာအစားအစာတွေအများကြီးရှိသွားပြီ။အဲ့ဒီနေ့ကစပြီးရွှေရောင်လေးမြင်ရွာလေးဟာပြန်လဲစီးကားလာခဲ့ပါတယ်။ဘိုဟာသူ့ရဲ့စိတ်ရှည်မှုနဲ့ကြိုးစားမှုကြောင့်တကယ့်သူရဲကောင်းဖြစ်သွားပါတော့တယ်ကွယ်။ဒီပုံပြင်လေးကပေးတဲ့သင်ခန်းစာကတော့ဘေးအရာမဆိုချက်ချင်းမထစ်လာပေမဲ့စိတ်ရှည်နဲ့ကြိုးစားရင်တနေ့မှအံ့ဩစရာကောင်းတဲ့အသီးအပွင့်တွေရရှိမှာဖြစ်တယ်ဆိုတာပါပဲကွယ်။